Hello, Luna Letter Tarot မှာပြန်လာကြိုဆိုလိုက်ပါတယ်။ဒီနေ့လုပ်ပေးမယ့် pick a card reading လေးကတော့ကိုယ့်ရဲ့စိတ်ထဲမှာတွေးနေတဲ့လူအဲ့လူက ex ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ current partner ဖြစ်ဖြစ် crush ပဲဖြစ်ဖြစ်ပေါ့နော်။သူတို့ရဲ့စိတ်ထဲမှာကိုယ့်အကြောင်းပေါ့နော်။ဘာတွေးနေမိလဲ။ကိုယ့်ကိုဘာတွေပြောချင်နေလဲဆိုတဲ့ဟာကိုကြည့်ပြထားတာပဲဖြစ်ပါတယ်။ဆိုတော့ကလေးလေးတွေကနေပြီးတော့ကိုစိတ်ထဲမှာအစွဲဆောင်ဆုံးတစ်ခုကိုရွေးလိုက်ပါရွေးပြီးတော့လို့ရှိရင်ကိုရဲ့သက်ဆိုင်ရာ reading ကိုကြည့်လို့ရပါပြီကိုကရွေးပြီးတော့လို့ရှိရင်ရွေးပြီးလို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီ reading ထဲမှာပေါ့နော်ကိုရဲ့အခြေအနေနဲ့မသက်ဆိုင်တဲ့အရာတွေအဲ့လိုမျိုးလေးပါနေရဲ့ဒီ reading ကကိုနဲ့မကိုက်ဘူးဆိုလို့ရှိရင်အရင် serious မထားဘဲနဲ့ကိုနဲ့ကိုက်ညီရဲ့အရာကိုပဲယူဖို့ကြံပေးချင်ပါတယ်နော်ဒီကလေးလေးကိုရွေးချယ်ထားတဲ့သူတွေအတွက်ကပထမဆုံးအနေနဲ့ကိုရဲ့စိတ်ထဲမှာရှိနေတဲ့သူကကိုကိုဘာပြောချင်နေလဲဆိုတဲ့ပုံမှာဒီမှာကြည့်ရသလောက်ဆိုလို့ရှိရင်ကိုနဲ့သူနဲ့ကလုံးဝမတူညီရဲ့လူနှစ်ယောက်ပေါ့နော်အတွေးခေါ်ခံယူချက်ဒါမှမဟုတ်ရင်ကိုယ်ကျင်လည်ခဲ့တဲ့ပတ်ဝန်းကျင်အခြေအနေလုံးဝမတူညီရဲ့လူနှစ်ယောက်လို့မြင်ရတယ်အဲ့တော့လောလောလတ်မှာပေါ့နော်လောလောလတ်ကာလမှာကိုရီနှစ်ယောက်ကရန်ဖြစ်ရတာမျိုးဒါမှမဟုတ်အဖုထစ်လေးဖြစ်ခဲ့ရမျိုးပေါ့နော်စကားများခဲ့ကြတာမျိုးတွေအဲ့လိုမျိုးလေးဖြစ်နိုင်တယ်အဆင်မပြေမှုတချို့ပေါ့နော်အဲ့လိုမျိုးလေးရှိခဲ့တာကိုတွေ့ရတယ်ဟာကနေမှနှစ်ယောက်လုံးရဲ့စိတ်ထဲမှာငါတို့ဘာဆက်လုပ်ကြမလဲပေါ့နော်ငါတို့ဒီ relationship ကိုရှေ့ဆက်မှာလားငါတို့ဒီဆက်ဆံရေးမှာဆက်နေမှာလားအဲ့လိုမျိုးလေးတွေးလာကြရပေါ့နော်အဲ့တော့ကိုကဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာကိုယ်စိတ်ထဲမှာလည်းဒီလိုမျိုးတွေးနေတဲ့ဒီဗီဒီယိုကိုကြည့်လိုက်တဲ့သူပေါ့နော်ဒီကလေးလေးကိုရွေးချယ်ထားတဲ့သူကအဲ့လိုမျိုးကိုယ်စိတ်ထဲမှာတွေးနေတော့မှကြည့်လိုက်မယ်ဆိုရင်တစ်ဖက်လူကလည်းသူ့စိတ်ထဲမှာဘာဖြစ်နေမလဲပေါ့နော်အဲ့လိုမျိုးသိချင်နေဆိုလို့ရှိရင်တော့တစ်ဖက်လူကနော်သူကတော့ကိုကိုပေါ့နော်ဒီ relationship ကိုပေါ့ဒီကိုနဲ့သူနဲ့ဆက်ဆံရေးကိုရှေ့ဆက်မဲ့အနေထားမှာရှိရပေါ့နော်ငါတို့တွေ try ကြည့်ကြမယ်အဲ့လိုပေါ့သူကတော့ပို့ပြီးတော့ပေါ့နော်ကိုထက်စားလို့ရှိရင်ပို့ပြီးတော့အကောင်းမြင်တတ်တဲ့သူပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတယ်သူ့စိတ်ထဲမှာတော့ဒါကိုတဲ့သူတွေကဒါအဆုံးသတ်မဟုတ်သေးဘူးကိုတွေကရှေ့ဆက်ပြီးတော့ဖြစ်နိုင်သေးတယ်ငါတို့တွေတချို့ပေါ့နော် LDRS relationship တွေဆိုလို့ရှိရင်လည်းငါတို့ပြင်မှာတွေ့ကြမယ်ငါတို့တွေညှိနှိုင်းကြမယ်အဲ့လိုမျိုးလေးတွေ့ရနေရမျိုးတွေလည်းတွေ့ရတယ်ဆိုတော့တခြားပြန်စဉ်းစားပေါ့နော်ကိုကလည်းဒီ relationship ကိုရှေ့ဆက်ချင်လားရှေ့မဆက်ချင်ဘူးလားအဓိကကတော့ကိုပေါ့နော်ကိုကလုံးဝစဉ်းစားနေရတယ်ပေါ့နော်တွေးနေကိုဘယ်လိုလုပ်ရင်ဘယ်လိုရွေးချယ်ကိုနာကျင်ရမှာလဲကြောက်နေရယ်အဓိကကတော့ဒီပိုင်ကိုရွေးရသူတွေအနေနဲ့ကိုနာကျင်ရမှာကိုကြောက်တယ်အဲ့တော့ကိုပိုကြည့်ရလူလေးပေါ့နော်ဒါပေမဲ့တစ်ဖက်လူကတော့ကိုနဲ့သူနဲ့ကြားထဲမှာရှေ့ဆက်ရင်ဖြစ်နိုင်သေးတယ်အဲ့လိုမျိုးလေးတွေးနေရအောင်လဲတွေးရတယ်ဆိုတော့အဓိကကတော့သူ့ရဲ့စိတ်ထဲမှာပေါ့နော်နေသားရဲ့နေ့တွေရှိလိုမျိုးမအုံတဲ့နေ့လည်းရှိနေမှာပဲပေါ့နော်အဲ့တော့ तू ကတော့ဒီအရာတွေကိုဖြည့်ရှင်းနိုင်မယ်လို့ယုံကြည်နေရပေါ့နော်ဥပမာပေါ့တခြားX ဒီဗီဒီယိုကြည့်နေသူကကိုယ့်ရဲ့ X ကိုစဉ်းစားနေထားပါတော့ကိုနဲ့သူနဲ့ကြားထဲမှာ conflict လေးတစ်ခုရှိခဲ့ပြီးတော့ပြတ်ခဲ့ကြရဖြစ်ဆက်တယ်မရှိရဖြစ်ပေါ့နော်အဲ့လိုမျိုးဖြစ်နေခဲ့တဲ့သူ dress ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ X ကကိုယ့်စီကိုပြန်လာဖို့ရှိရဲ့သူကတော့နောက်တစ်ချိန် try ကြည့်ဖို့ဖြစ်ပေါ့နော်အဲ့လိုမျိုးလာ try မဲ့ပုံစံမျိုးနောက်တစ်ချိန်ကိုလာပြီးတော့စကားလမ်းကြောင်းပြန်စရတာမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်ဆိုတော့ဒီကလေးလေးကိုရွေးချယ်ထားတဲ့သူတွေအနေနဲ့ဘယ်လိုရွေးချယ်မှုပဲဖြစ်ဖြစ်ကို
ကိုယ့်အတွက်ကိုတေချာပြန်စဉ်းစားတစ်ဖက်လူကဘယ်လိုဖြစ်ဖြစ်ပေါ့နော်တစ်ဖက်လူရဲ့ရွေးချယ်မှုကဘယ်လိုဖြစ်ဖြစ်ကိုယ်တိုင်အတွက်ကပို့ပြီးတော့အရေးကြီးရပေါ့နော်ကိုယ့်ရဲ့ရွေးချယ်မှုကပိုအရေးကြီးရပေါ့နော်အဲ့လိုမျိုးလေးတည်ကြချင်ပါတယ်ဆိုတော့ပေးချင်တဲ့ message ကိုရလိုက်မယ်လို့မျှော်လင့်ပါတယ်နော်ဒီကလေးလေးကိုရွေးချယ်ထားတဲ့လူတွေအတွက်ပထမဆုံးပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာရှိနေတဲ့သူကကိုယ့်ကိုဘာပြောချင်နေလဲပေါ့နော်ကိုယ့်ကိုဘာသိစေချင်နေလဲဆိုရဲအပေါ်မှာပထမဆုံးမြင်ရတော့ဒီကလေးလေးရွေးချယ်လိုက်တဲ့သူတွေရဲ့ energy ပေါ့နော်ကိုကလုံးဝပြတ်သားရပေါ့နော်ကို့မှာလူတွေရှင်ရလောက်တဲ့ aura တစ်ခုရှိရကွာကိုက decision တွေချမှတ်တဲ့နေရာမှာလဲတော်တယ်leader ကောင်းတယောက်လည်းဖြစ်နိုင်တယ်ပြီးတော့you know your worth အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုး5မျိုးရတယ်အခုဒီဖိုင်လေးကိုရွေးချယ်လိုက်တဲ့သူတွေရဲ့စိတ်ထဲမှာတွေးနေတဲ့တစ်ဖက်လူပေါ့နော်တစ်ဖက်လူရဲ့ energy ကကြတော့သူကပျော်ရွှင်ရွှင်နေတဲ့လူမျိုးပေါ့နော်သူကလေအပြင်သွားတာသဘောကျတာမျိုးပျော်ပွဲရှင်ပွဲတွေထဲမှာပါတာမျိုးသဘောကျတာမျိုးပေါ့နော်အဲ့လိုမျိုးလူမျိုးဆိုတာကိုတွေ့ရတယ်အဲ့တော့တစ်ဖက်လူနဲ့ကိုနဲ့ပါနော်ကိုနဲ့ကတဲ့ခုမှစပြီးတော့တွေ့တဲ့ပုံစံမျိုးပေါ့နော်ခုမှစပြီးတော့စူးစမ်းလေးလာနေတဲ့ stage ပေါ့အဲ့လိုမျိုးဖြစ်နေတာကိုတွေ့ရတယ်ဒီမှာတစ်ဖက်လူကတဲ့တစ်ဖက်လူရဲ့စိတ်ထဲမှာကိုကရှိန်စရာကောင်းတယ်ဒါပေမဲ့အဲ့လိုမျိုးဖြစ်နေတဲ့ကိုယ့်ရဲ့အဲ့ပုံစံကို तू ကစိတ်ဝင်စားရကွာသူပိုသိကျင်တယ်ကိုဘယ်လိုလူမျိုးလဲဘယ်လိုပြောရမလဲကိုယ့်ရဲ့အကြောင်းတွေကိုပေါ့နော်ကိုယ့်ရဲ့အကြောင်းတွေကိုပိုသိကျင်တာတစ်ဖက်လူကဘာဘယ်လို तू ကဘယ်လိုပုံစံမျိုးလဲပေါ့နော်သူ့မှာဒီလိုမျိုး aura ရှိရယ်ငါသူ့အကြောင်းတွေကိုထပ်ပြီးတော့သိကျင်တယ်အဲ့လိုမျိုးပုံစံမျိုးရှိရယ်အဲ့တော့ခါကြတော့တစ်ဖက်လူကကိုအရင်ဆုံးစကားလာစလိုက်မယ်စကားလာစရမျိုးဖြစ်နိုင်တယ်change ကြည့်တာဖြစ်ဖြစ်ကိုယ်နဲ့စပြီးစကားပြောရကြည့်တာဖြစ်ဖြစ်အဲ့လိုမျိုးတွေလုပ်လာဖို့ရှိနိုင်တယ်ပေါ့နော်ဒါကတော့ energy တစ်ခုပေါ့တကယ်လို့မှကိုနဲ့တစ်ဖက်လူနဲ့က relationship ထဲမှာရှိနေပြီးသားလူတွေအတွက်ဆိုလို့ရှိရင်လေတစ်ဖက်လူကကိုတကယ်ကိုသဘောကျနှစ်သက်တယ်ပေါ့နော်ပြီးတော့ကိုနဲ့သူနဲ့တူသွားခြင်းနဲ့ခီးလန်းနေပေါ့နော်ခီးလန်းအရှိရှိရယ်လို့သူ့စိတ်ထဲမှာလည်းတွေးထားတယ်ဘယ်လိုပြောရမလဲ long term relationship တစ်ခုကိုသူကတည်ဆောက်မယ်လို့တွေးထားရပေါ့နော်သူကကိုရဲ့ပုံစံဒီပုံစံဖြစ်နေလို့သဘောကျပုံစံမျိုးပေါ့နော်အဲ့ဒါကိုသူကအဓိကသိစေချင်တာကွာတခုဆိုလို့ရှိရင်ကိုနဲ့သူနဲ့ကလုံးဝမတူညီတဲ့ person လူတွေဖြစ်နေမယ်ဆိုရင်တော့မှကိုယ့်ရဲ့ဒီပုံစံဖြစ်နေလို့သူကသဘောကျတာအဲ့လိုမျိုးလေးပေါ့နော်အချို့လူတွေအတွက်ဆိုလို့ရှိရင်လည်းမင်္ဂလာသတင်းပေါ့နော် wedding news အဲ့လိုမျိုးတွေကြားဖို့ရှိရယ်ပြီးတော့ကိုနဲ့သူနဲ့ပေါင်းလိုက်လို့ရှိရင်ဘယ်ပြောရမလဲအလုပ်တွေပါတူတွဲလုပ်မယ်ဆိုလို့ရှိရင်လည်းဒါကကောင်းတဲ့ရွေးချယ်မှုပေါ့နော်တူသာပေါင်းလုပ်လိုက်မယ်ဆိုလို့ရှိရင်လည်းငွေကြေးမှာဆိုလို့ရှိရင်လည်းအောင်မြင်နိုင်တယ်ဆိုတော့ဒီတစ်ဖက်လူကကိုတကယ်ကိုသဘောကျရပေါ့နော်အဲ့ဟာလေးကိုသိစေချင်ကြတာပေါ့နော်ဒီကိုရဲ့ aura ကိုကသူတို့ကဘယ်လိုပြောရမလဲသဘောကျနှစ်သက်တယ်ပေါ့နော်အဲ့တော့ကိုရဲ့အနားမှာပဲဆက်ပြီးတော့ရှိနေခြင်းတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးကိုအဓိကတွေ့ရပါတယ်ဆိုတော့ပေးစင်တဲ့ message ကိုရလိုက်မယ်လို့မျှော်လင့်ပါတယ်နော်ဒီပိုင်း 3D ကလစ်လေးကိုရွေးချယ်ထားတဲ့လူတွေအတွက်တဲ့လူတွေရဲ့ခုခေါင်းထဲမှာတွေးနေတဲ့လူကပေါ့နော်ဘာပြောချင်လဲဆိုတော့ပထမဆုံးအနေနဲ့ကိုယ်စိတ်ထဲမှာရှိနေတဲ့လူကstruggles တွေအများကြီးကိုကြုံတွေ့နေရတယ်လို့တွေ့ရတယ်သူ့မှာငွေကြေးပြဿနာပိုင်းနဲ့သူထမ်းပိုးထားတဲ့ responsibilities တွေအများကြီးပေါ့နော်အများကြီးရှိနေတယ်သူကသူ့အနေနဲ့အခုချိန်မှာစိတ်ကောလူရောပင်ပန်းနေရမျိုးတွေ့ရတယ်သူကကြိုးစားနေတယ်ဒါပေမဲ့ကြိုးစားသလိုသူ့စိတ်ထဲမှာလည်း
ပင်လန်းပင်ပန်းနေပေါ့နော်သူကြုံတွေ့နေရတဲ့အရာတွေသူလုံနေရတဲ့အရာတွေပေါ့နော်သူကသူ့တကူရဲ့အတွက်လုံတာမဟုတ်ဘဲနဲ့ဘယ်လိုပြောမလဲကိုယ့်အတွက်ဒါမှမဟုတ်ရင်သူ့ရဲ့ family ပေါ့ခုပေါ့အဲ့အတွက်သူကစူးစမ်းနေရမျိုးတွေ့သူကဘယ်လိုအခြေအနေမျိုးဖြစ်ပေါ့နော်ဘယ်လိုအခြေအနေမျိုးမှာဖြစ်နေဘူးမိုးရွာအေးစောင်းတွင်းဖြစ်မရှောင်မဲနဲ့ကွာသူလုံနေရတယ်သူအဲ့ဟာအတွက်လည်းသူတော်ပင်ပန်းနေအမျိုးတွေ့ရတယ်ခါလေးကြရင်သူစိတ်ထဲမှာ lonely ဖြစ်နေရယ်ပြီးတော့ဘယ်လိုပြောရမလဲငါဒီကိစ္စတွေဘယ်လိုလုပ်ရမလဲပေါ့နော်သူစိတ်ထဲမှာဒါတွေအစင်ရောပြေသွားပါမလားဆိုပြီးတွေးနေပြီမဲ့လေတွေးတာတခဏသူကဆက်စူးစမ်းနေရပေါ့နော်အဓိကကတော့သူကဘလို့ချင်းနေမိမှပဲဖြစ်ပေါ့နော်ဆက်စူးစမ်းနေရသူ stress တွေဘလောက်ပြီးဆက်စူးစမ်းနေရမျိုးကိုမြင်ရတယ်ပြီးတော့တဲ့အခုကိုဒီဘာရွေးချယ်ထိုက်တဲ့သူတွေကိုသိစေချင်နေရတာတဲ့ဒီလိုမျိုးသူစူးစမ်းနေရတာတွေကပေါ့နော်သူစူးစမ်းနေရဆိုတာကိုအတွက်ပေါ့နော်ကိုအတွက်ဆိုတာဒီဘာရွေးချယ်ထိုက်တဲ့သူတွေတော့စူးစမ်းနေရပေါ့နော်ဘယ်လိုပြောရမလဲကိုစီကိုသူလာဖို့အတွက်ကိုသူဒီမှာစူးစမ်းနေရသူလိုချင်တာကွာသူလိုချင်တာကိုကသူ့ကိုကြိုးစုံနေရလေးကိုသူကလိုချင်တယ်ထားပါတော့အလုံးလုံးနေရရဲ့ကိုကောင်လေးကအလုပ်တွေလုပ်နေရရဲ့ဆိုလို့ရှိရင်သူလိုချင်တာကတည်ရမလားကိုယ့်ရဲ့နှွေးထွေးရဲ့ကြိုးစုံမှုလေးတစ်ခုပေါ့ကွာအဲ့လိုမျိုးလိုချင်တာလေးတွေ့ရတယ်ဒါမှမဟုတ် ex lover ex ထားပါတော့ကိုယ့်ရဲ့ ex ဆိုလို့ရှိရင်လည်းသူ့မှာအခြေအနေတရရဲ့ကြောင့်မလို့ပေါ့နော်ဟိုမဖြစ်မနေသူနဲ့ကိုနဲ့ဝေးသွားရတယ်ဆိုတာကလည်းသူ့မှာဒီမှာစူးစမ်းနေရတဲ့သူ့မှာစူးစမ်းနေရတဲ့ဟာရှိရကွာသူထမ်းပိုးထားတဲ့အရာရှိနေရဲ့အရာကြောင့်မလို့သူနဲ့ကိုနဲ့ကြားထဲမှာပေါ့နော်ပြတ်တောက်သွားတာမျိုးအဲ့ဒါမျိုးဖြစ်နိုင်တယ်အဲ့တော့သူကတဲ့ကိုစီကိုပြန်မလာဖြစ်ရင်တော့မှကိုမျောနေမိရဲ့ပေါ့နော်သူဒီမှာပင်မနေရခြားထဲမှာပဲကိုမျောနေမိရဲ့ကိုနဲ့သူနဲ့အရင်တော့ပုံစံမျိုးလေးတွေကိုသူ့မှာလွမ်းနေရမျိုးလေးဖြစ်နိုင်တယ်တချို့လူတွေအတွက်ကြတော့လည်းသူ့ရဲ့ဒီတစ်ဖက်လူရဲ့ struggles တွေပြီးသွားလို့ရှိရင်ကိုစီပြန်လာမဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ပြောချင်တာကတော့ X ဒါမှမဟုတ်လို့ရှိရင်ဘာအကြောင်းမှမသိပဲနဲ့ထွက်သွားကိုနားနေထွက်ခွာသွားတဲ့လူအကြောင်းကိုကြည့်နေတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ तू ကကိုကိုစောင့်နေပေးပါအဲ့လိုပုံစံမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ကိုကိုစောင့်နေစေချင်တယ်သူကကိုအနာနေပေါ့နော်ကိုမချစ်လို့ထွက်သွားမှာမဟုတ်ဘူးဒီတိုင်းပဲသူ့မှာသူပြန်ကြည့်ရမယ့်အရာတွေသူစူးစမ်းရမယ့်အရာတွေရှိနေအခုလက်ရှိအချိန်မှာအဲ့ဒါတွေအတွက်သူကကိုအနာနေထွက်သွားရတာမျိုးအဲ့ဒါကြောင့်မလို့ပေါ့နော်အဲ့ဟာလေးကိုတဲ့ဒီကိုယ့်ရဲ့စိတ်ထဲမှာရှိနေတဲ့လူကအဓိကသိစေချင်နေတာပေါ့နော်ဆိုတော့ page နဲ့ message လေးကိုရလိုက်မယ်လို့မျှော်လင့်ပါတယ်နော်